မင်္ဂလာပါချီရတဲ့သူကဂျိုတရက်ကြီးအဆက်အသွယ်ဖက်သွားလို့ဘာလို့ရမှမသိခန်းစားနေရတဲ့သူတွေရှိလားဒီတာရောဟော့ကင်းလေးကတင့်တွက်ပါပဲပထမဆုံးကြားလာတဲ့ကတ်ကတော့ Four of Swords ပါအခုချိန်မှာသူကအရန်ကိုတိတ်ဆိတ်နေတယ်စကားပြောဖို့ရှင်းပြဖို့ချက်သူ့ဘာသာသူတယောက်တည်းနေချင်နေတဲ့ချိန်မျိုးပါတင်းဘက်ကဘလောက်ပဲအဆက်အသွယ်လုပ်ချင်နေပါစေလောလောဆယ်သူကခန်းစားချက်ကိုတွေပိတ်ထားပြီးအနားယူချင်နေပါတယ်ဒါကြောင့်သူစားမပြန်တာကိုပဲထပ်တလဲလဲသွေးပြီးတင်းကိုတင်းအဖြစ်တင်နေတာတွေကိုအခုပဲရပ်လိုက်ပါတော့ဒုတိယက Seven of Swords ဆိုတော့သူထွက်သွားတဲ့ပုံစံကတိတ်ပြီးရှင်းရှင်းလင်းလင်းမရှိဘူးမဟုတ်လားမျက်နှာချင်းဆိုင်ဖြည့်ရှင်းရမှာကိုရှောင်ပြေးသွားတဲ့သဘောမျိုးတွေ့ရတယ်တချို့အရာတွေကိုပွန့်ပွန့်လင်းလင်းမပြောရဲလို့ဒါမှမဟုတ်တာဝန်မယူခြင်းလို့အလွဲတကူပဲအဆက်အသွယ်ဖြတ်ပြေးသွားတာဖြစ်နိုင်ပါတယ်မှတ်ထားပါဒါဟာတင်းရဲ့အားနည်းချက်ကြောင့်လုံးဝမဟုတ်ပါဘူးတတိယကတော့ Six of Coins ပါဒီဆက်ဆိုင်ရင်မှာတင်းဘက်ကားကြီးပဲအမြဲတမ်းပေးဆက်နေရတာနားလည်ပေးနေရတာမျိုးဖြစ်နေနိုင်တယ်အခုချိန်မှာတင်းရဲ့တန်ဖိုးကိုတင်းကိုယ်တိုင်ပြန်သိဖို့လိုနေပါပြီသူပြန်လာမလားဆိုပြီးမျိုးလစ်နေမဲ့အစားတင်းကိုတင်းအရင်ဆုံးပို့ချစ်ပေးလိုက်ပါကဲဒီဟော့ကင်းလေးကတင်းအခြေအနေနဲ့တိုက်ဆိုင်မှုရှိလားတိုက်ဆိုင်တယ်ဆိုရင် comment မှာတိုက်ဆိုင်ပါတယ်ဆရာလို့ရေးပေးခဲ့ဖို့မမိနဲ့နော်